အတာဟိတနဲ့ပရာဟိတလူအများစုသည်ခံစားမှုဆိုသည့်အမှောင်ထုထဲတွင်ပိတ်မိနေတတ်ကြပါသည်အမှောင်ထဲတွင်ဂျောင်ပိတ်မိနေသောသူများအဖြစ်နေထိုင်ရသဖြင့်မြင်ထိုက်သည့်အသွင်သဏ္ဍာန်တို့ကိုလည်းပြည်ပြင်းရှင်းလင်းစွာမမြင်သောကြောင့်ရှိကြောင်းလည်းမသိမတွေ့နှင့်ခံစားနိုင်ခြင်းလည်းမရှိဖြစ်နေတတ်ပါတယ်။အခြားဘာကိုမျှသိအောင်မြင်အောင်စူးစမ်းကြည့်ခြင်းစိတ်မရှိသောကြောင့်လည်းအရက်လောက်တောက်လိုက်ရသည်ကိုตาယာနေတတ်ကြပါတယ်။စက်လိတ်တွေတောက်နေတယ်။လောင်းကစားတွေလုပ်နေတယ်။အစိုးဆုံးမှာအလုတ်တာပဌာနာအလုတ်တာအဓိကဆိုပြီးအလုတ်ထဲတွင်ပိတ်မိตาယာနေသူများဖြစ်ပါတယ်။တယောက်တည်းပိတ်မိနေသောဘဝသည်အတ္တအလွန်ကြီးသူများအတွက်ဖြစ်နိုင်ပါတယ်။ထို့ကြောင့်အပြင်ကိုထွက်ကြည့်လိုက်ရန်လိုအပ်ပါတယ်။ตาယာမှုဆိုသည်မှာမိမိပိတ်လောင်ထားသည့်နေရာအတွင်းမှာသာရှိသည်မဟုတ်ပါ။စိတ်ထွက်ပေါက်လိုအပ်ပါတယ်။လူတို့တွင်ခွင့်လွတ်စိတ်သည်အရေးကြီးပါတယ်။ခွင့်လွတ်ရမည်ဆိုပြီးဘာမဆိုလက်ခံလိုက်ရန်လည်းမဟုတ်ပါ။မိမိဘဝကိုပြည့်စည်လောက်သည့်ကျူးလွန်မှုမျိုးကိုခွင့်လွတ်လိုက်ရန်မဟုတ်ပါ။ကိုယ့်အတွက်လည်းမထိခိုက်သူ့အတွက်လည်းအကျိုးမရုပ်စေလဲခွင့်လွတ်တဲ့သည်ကိုခွင့်လွတ်လိုက်ရန်သာဖြစ်ပါတယ်။မိမိစိတ်ကသာမိမိကိုထိခိုက်စေနိုင်ပါတယ်။ခွင့်လွတ်လိုက်သောကြောင့်မထိခိုက်ရင်ခွင့်လွတ်လိုက်ခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ရေအေးရောက် podcast ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီ podcast ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ကေပါ။ကိုစီကိုငါကိုဒေသ၌ပျော်ကြဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသားအိပ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နှိုးကြနိုင်ကြပါစေ